အဲ့ပေါ့သူအဲ့တော့သူမျိုးစီကမော်လမြိုင်မှာရှိတော့သူကညက်တော့ရထားမှာချစ်သွားတာခေါ်ကြသွားရွတ်ပြပြီးတော့ချစ်သူတွေဖြစ်သွားကြတယ်ယောဂတစ်မျိုးဖြစ်တဲ့ပန်ကလီယက်ဆိုတဲ့ကင်ဆာသူ့မှာပါသွားတော့ကျွန်တော်လည်းဝမ်းသာပါတယ်ဒါပေမဲ့သူဆေးရုံပြန်တက်တဲ့အခုလွန်ခဲ့တဲ့4ရက်လောက်မှပြန်သိတဲ့အချိန်မှာအဲ့အားဆိုတာနဲ့ကျွန်တော်လည်းတော်တော်လေးကိုစိတ်တော်ညက်သွားတာပေါ့နော်စိတ်တော်ပြစ်သွားတယ်အဲ့ကလေးသိလိုက်ပါတယ်မလွယ်တော့ဘူးဆိုတော့ဒါပေမဲ့ဒီလောက်မြင်မယ်လို့တော့မထင်ဘူးသွားတယ်သူဆေးရုံအဲ့ညရောက်တယ်ကျွန်တော်မနစ်တော့တွေ့တာပေါ့ကျွန်တော်ခီးသွားဖို့ရှိနေလို့နေ့ရက်ခီးသွားဖို့ရှိကျွန်တော်ကြိုတော့တွေ့တယ်ကျော်တယ်သူလည်းကောင်းကောင်းစကားပြောလိုက်တယ်အဆုံးက4ရက်ပေါ့ကောင်းကောင်းစကားပြောလိုက်တယ်ပြန်လာပြီးတော့သွားမယ်ဆိုပြင်တဲ့အချိန်မှာပဲနောက်2မိနစ်တော့ညနေမှသူဆုံးသွားတော့ညမှာဆုံးသူအလုပ်ပြန်လုပ်ချင်တယ်ဆိုတော့ကောင်းတယ်လို့ဝမ်းသာတယ်လို့ဟိုအသက်ကကြီးသွားပြီပေါ့လေနော်အရင်လိုတော့မဟုတ်တော့တင်းတင်းတော့လုပ်သိချင်တာပေါ့လေဒါပေမဲ့သူဒီကားပင်ဒီကကားသွားရိုက်မယ်ဆိုတော့ကျွန်တော်မသိပါဘူးကျွန်တော်ပြီးမှနောက်တော့ကိုရိုင်းလဲပါတယ်ကိုငပြောကြုံလဲပါတယ်ဆိုတော့အဲ့ဖွဲ့နေကြဆိုတော့သူလည်းပြုံနေမှာပဲပေါ့နော်ဒီလိုတော့ထင်လိုက်တာဟိုအမတ်တရားပြောရင်တော့ဘယ်လိုသာပြောမလဲပေါ့နော်နေပေါင်း30ကျော်လောက်ရှိတော့အဲ့ခုနကလည်းကျွန်တော်ပြောခဲ့ပါတယ်မမရဲရလေးကတော့ဘေးသက်လည်းတည်တယ်လို့လေသူကရိုက်တာမိုက်တီးရိုက်တဲ့အဖေဆွဲဇာတ်ကားလေးရှိတယ်အဲ့တော့အဖေဆွဲဇာတ်ကားကိုရိုက်တယ်အဲ့မှာဥကျော်ဟင်းရင်ကျွန်တော်ရခိုင်သိန်းကြီးရပေါ့အဲ့ပါဇာတ်လမ်းလေးတစ်ခုကခိုင်သိန်းကြီးကိုကျွန်တော်ခိုင်သိန်းကြီးကမြတ်တာသူရလာတယ်မြတ်တာသူရွတ်ပြပေါ့အဲ့အဖြေပေးမယ်လို့ပြောတော့အဲ့ဟာတွေကကိုညောင်ရဲ့တကယ်ဖြစ်ပေါ့နော်သူမျိုးသမီးကသူ့ကိုဒီချစ်ခွဲပန်တဲ့အချိန်မှာဒီမြတ်တာသုံးလေးတွေလွတ်ခဲ့တဲ့ဟာလေးအဲ့ဒါလေးကသူကဒီစကားမှထည့်ပေးတာအဲ့ပေါ့သူအဲ့တော့သူမျိုးစီကမော်လမြိုင်မှာရှိတော့သူကမြတ်တာသုံးကိုရထားမှာချစ်သွားတာခေါ်ကြသွားရွတ်ပြပြီးတော့ချစ်သူတွေဖြစ်သွားကြတယ်အဲ့ဒါလေးကိုအယူရှင်ကားထဲမှာကိုညောင်ပြန်ထည့်တော့ကျွန်တော်နဲ့ခိုင်သိန်းကြီးနဲ့ရိုက်ခဲ့ကြသူက IG မြင်တယ်သူလည်းကျွန်တော်ရုပ်ရှင်ဇာတ်ကားအကြောင်းတွေဂီတအကြောင်းတွေဆွေးနွေးလို့ရှိရင်ကျွန်တော်တို့ကဒီဇာတ်လမ်းတွေဇာတ်ကားတွေပြောကြတာမဟုတ်ဒီဇာတ်လမ်းတွေဇာတ်ကားတွေဒီသချင်းတွေရဲ့အဲ့ခက်ကအချိန်တွေအချိန်ကားတွေအဲ့လိုပတ်ဝန်းကျင်နေရာတွေဘာကြောင့်မို့ဒီအနုပညာရှင်တွေကဒီလိုလုပ်တွေဖန်တီးနိုင်တာလေသူတို့ဘေးမှာဘယ်သူတွေဝင်ရနေကြလဲအဲ့ဒါမျိုးတွေအထိကိုညောင်က IG မြင့်ပြီးတော့ဆွေးနွေးတဲ့လူမျိုးပါညားပါပြီကျွန်တော်တို့လည်းလေတယောက်ပြီးတယောက်ပေါ့နော်အကုန်လုံးကတော့ဘလို့နိုင်သလောက်တော့ဝမ်းကြဝိုင်းကြတာပေါ့လေကွန်ပျူတာစုထည့်တယ်နှစ်တည်းအကြာကြီးနေခဲ့ကြတာကိုသူတို့တွေကအဲ့တော့နောက်ဆုံးကြီးလိုက်ပို့ကြနိုင်သလောက်တော့ကူကြဒါပါပဲသူနဲ့ကျွန်တော်94တယ်94ထင်တယ်သူနဲ့94အရင်ရင်းနေတဲ့တနေ့ချင်းတွေကတယောက်ဆိုတော့လေသူ့ကိုလည်းတော်တော်ခံစားပါတော့သူ့တော်လေးကြိုက်တယ်ပေါ့စီမကောင်းပါဘူးဒီလိုပါသူတင်တယ်နော်အားလုံးနော်